ယူလီယာတို့အညာဘက်မှာဝတ်သားချက်ရင်သုံးတက်သားလေးရယ်အသားကြိုက်တဲ့သူတွေအတွက်အသားလေးရယ်အယိုးနုနုလေးတွေနဲ့အယိုးကဲ့ရတာကြိုက်တဲ့သူတွေအတွက်အယိုးလေးတွေပါအားလုံးရောချက်ကြပါတယ်ဒီနေ့မှာတော့အညာမှာစားခဲ့ရသလိုလေးပြန်စားကြလို့ဝတ်သားလုံးချက်လေးနဲ့ငရုတ်သီးစားတောင်းလေးနဲ့ချက်စားဖြစ်တယ်ရှင်ဝတ်သားကိုလုံးချက်လေးချက်ဖို့အတွက်ကြက်သွန်နီ၄၅လုံးကိုပပလေးပြီးထည့်ပါတယ်ချင်းချက်သွမျိုးလေးပါထောင်းပြီးတော့ကြတော့အရင်ညစ်ပြီးတော့အဖက်ကလေးပါထည့်လိုက်ပါတယ်အရသာနဲ့အယောင်အတွက်တော့အယောင်တင်မုတ်ပန်းငန့်ပြားရဲ့အပြစ်တကြားစားဟင်းခတ်မုံနဲ့နာနေပြီးတော့ကြတော့တနားရီလောက်နဲ့ထားလိုက်ပါတယ်ရှင်ပြီးရင်တော့မီးအေးလေးနဲ့ဝတ်သားရဲ့အရည်တွေကောအောင်အရင်လုံးပါတယ်အသားချက်ရင်သူ့ထက်2ဆလောက်ကျဲတဲ့အိုးနဲ့ချက်ရတာပိုကြိုက်ပါတယ်အဲ့လိုဆိုရင်ပိုပြီးတော့အနူးလွယ်တယ်လို့ခံစားရလို့ပါဝတ်သားကိုရေမျိုးအောင်ထည့်ပြီးတော့ကြတော့မီးအေးနဲ့ကြကြတဲထားလိုက်ပါတယ်လုံးချက်ချက်ရတာကိကထတော်တော်နဲလို့ယူလီယာတို့နယ်မှာတော့အဲ့လိုအချက်များကြပါတယ်စီစုတန်လေးကြားရင်အဖုံးလေးဖွင့်ကြည့်ပြီးတော့အသားနေထားကြည့်ပါမယ်ကဲရေခဲပြီဆိုတော့အယိုးသားစုံရောထားတဲ့ဝတ်သားချက်လေးရပါပြီဝတ်သားချက်ရင်ဟင်းအိုးလေးကိုနည်းနည်းကက်အောင်ချက်ပူးကြတဲ့သူတွေရှိလားအဲ့လိုချက်ရင်ပို့ပြီးတော့မွေးပြီးတော့စားကောင်းလို့ယူလီယာကတော့အဲ့လိုချက်ဖြစ်ပါတယ်ကဲဝတ်သားချက်လေးနဲ့တွဲစားဖို့ငရုတ်သီးစားတောင်းလေးထောင်းမယ်နော်မကက်အိုးတွေကစီမပါဘဲနဲ့လုံးရင်ကြက်တက်တယ်ဆိုပြီးတော့ကြားလို့ပေါ့နော်အဲ့တော့စီလေးနည်းနည်းထည့်ပြီးတော့ငရုတ်သီးကြောက်ကိုထည့်ပြီးလှော်ပါမယ်နည်းနည်းလေးတူးတဲ့ဒီလှော်ပြီးရင်တော့အညာချွေပြီးတော့ကြတော့စားလေးနဲ့ဟင်းခတ်မုံကြက်သွန်မျိုးလေးထည့်ပြီးတော့ကြတော့ထောင်းပါမယ်ကဲခုဆိုရင်အရန်လွယ်ကူတဲ့အညာငရုတ်သီးစားတောင်းလေးရပါပြီနော်ကဲဝတ်သားချက်နဲ့ထမင်းစားပြီးတော့ဘိုက်ခွေးနှမ်းခံလိုက်အောင်မယ်နော်ဘိုင်ဘိုင်